လောဘကစားလိုက်တဲ့ပြဿနာတွေဟာဘယ်မှာအဆုံးသတ်တုံဆိုဒေါသမှာရောက်လာခုလောဘရှိရင်ဒေါသဖြစ်လာတယ်ဒေါသဖြစ်လာတဲ့အတွက်ကြောင့်ခုနအဲ့ဒီကြီးမားတဲ့ဒေါသဖြစ်လာတဲ့အခါကျတော့ဘာတွေဖြစ်တုံဆိုရင်တထန္တရာကတ်ဆိုတာလက်နဲ့တိုက်ကြခိုက်ကြတဲ့ခေတ်ကိုရောက်လာအဲ့တော့မြတ်စွာဘုရားကဟောထားတာတော့စနစ်တန်းရွယ်ရောက်လို့လူတွေဟာစိတ်ဖောက်ပြန်လာတဲ့အခါမှာတဲ့ဟောခုလည်းပဲဒုံးမြန်ကြီးတွေတကားကားနဲ့အနုယူလက်နဲ့ကြီးတွေတကားကားနဲ့ဘလောက်ကြောက်စရာကောင်းတဲ့အနေထားရှိတော့အားလုံးဟာတကယ်ကိုစွန့်ထက်တဲ့လက်နဲ့ကြီးတွေလေစွန့်တဲ့စင်ကာပူလိုနိုင်ငံဆိုရင်10မိနစ်တွင်ပျောက်သွားနိုင်တဲ့အနေထားမျိုးပေါ့အဲ့လောက်ထိအောင်ပြင်းထန်တဲ့လက်နဲ့ကြီးတွေအခုခေတ်ချိန်မှာပေါ်နေတယ်လေအဲ့ဒါလို့လက်နဲ့ကြီးတွေပိုင်ဆိုင်ပြီးတော့နေတဲ့ခေတ်ကြီးရောက်လာပြီဆိုတာဘယ်လိုလုပ်ပြီးတော့အန္တရာယ်ကင်းတဲ့ခေတ်ဖြစ်တော့မှာတော့အဲ့ဒါလို့ဖြစ်လာပြီဆိုတဲ့အချိန်မှာဘုန်းကြီးတို့တွေမှာဒီရသော်ဘုရားကကိုအောင်ဟောလိုက်တာကတော့9ရက်ပဲကြာမယ်တဲ့လူလောကမှာစစ်တိုက်စစ်ပွဲကြီးတစ်ခုဖြစ်လာရင်9ရက်ပဲကြာမယ်အဲ့တော့တတိယကမ္ဘာစစ်ပဲပြော9ရက်နဲ့ပြီးမှာပဲဒီစစ်ပွဲအကြာကြီးတိုက်နေမှာမဟုတ်ဘူးအဲ့တော့စဉ်းစားကြည့်မယ်ဆိုရင်ခုခေတ်အနုမြူစစ်ပွဲဟာဒါ9ရက်နဲ့ပြီးနိုင်တဲ့စစ်ပွဲပဲဒါနဲ့ခုတ်လို့ကတော့မပြီးဘူးနော်အနုမြူစစ်ပွဲဆိုလို့ရှိရင်တော့9ရက်နဲ့ပဲပြီးမှာဖြတ်ခနဲ့ဆိုအကုန်လုံးပျောက်သွားမှာပဲအဲ့ဒီထဲမှာအပုံကောင်းလို့ကြံရတဲ့လူတွေလူရဲ့မျိုးနွယ်စုတွေဟာကံကောင်းထောက်မှပြီးတော့ကြံရတဲ့ပုဂ္ဂိုလ်တွေရှိလိုက်မယ်အဲ့ဒီကြံရတဲ့ပုဂ္ဂိုလ်တွေကဘယ်ကစတင်ပြီးတော့လူလောကကြီးကိုပြုစုကြတယ်လဲဆိုမေတ္တာတရားငါတို့ဟာလောဘကြီးပြီးတော့တူနဲ့တူတကြဖြတ်ချလှုပ်လာကြတာဒေါသတွေနဲ့ကဘာကြီးကပျက်စီးသွားပြီးလုံးဝလူသားမျိုးနွယ်တွေပျောက်ကွယ်သွားပြီးတဲ့အဆင့်ထိရောက်သွားပြီးတို့တွေဟာကြံရတဲ့လူတွေတော့ချစ်ချစ်ခင်ခင်နေချမ်းမှာပဲဆိုပြီးတော့မေတ္တာတရားကိုစပွားအဲ့ဒီမေတ္တာတရားစပွားမှလောကကြီးကပြန်ပြီးဆိုပြေပြီးတော့လူသားတွေဟာတတန်းနေပြန်ရှည်လာမယ်ဆိုတာကိုရသော်ဗျာအဲ့ဒီသုတ်တံမှာဟောတယ်အဲ့ဒါလို့ပြန်ရှည်လာပြီးနောက်ဆုံးမှာဘုရားပဲထိအောင်ဟောသွားတော့ဆိုတတန်းနေဟာတူလာပြီးတော့အဲ့တော့ဘယ်လောက်ထိရောက်လာတော့ဆိုရင်7000တန်းထိအောင်တိုးလာနိုင်မယ်တဲ့သို့သောစာပေကျမ်းကနေမှာဘုရားဟာတက်ကမှမပွင့်ဘူးဆုတ်ကမှပွင့်တယ်လို့ဆိုဒီမှာတော့တမန်အားဖြင့်ပြောလိုက်လို့ရှိရင်လူရဲ့တက်တန်းကြီးဟာတိုးတက်သွားပြီးနောက်ပြန်ဆုတ်လာတဲ့အချိန်သက်7000တန်းရောက်တဲ့အခါမှာသင်္ခဆိုတဲ့စကြဝဠာမင်းကြီးဖြစ်ပေါ်လာလိမ့်မယ်အဲ့ဒီအချိန်မှာလောကမှာအရိမတ္တရာဘုရားပွင့်လိမ့်မယ်လို့အဲ့ဒီစက္ကဝတ္တိတုတ်မှာဟောထားခဲ့တာရှိတယ်နော်အဲ့ဒါကြောင့်မို့အရေးကြီးဆုံးအပါတော့ဆိုရင်မေတ္တာကရုဏာမုရိဒ္ဓဥပေက္ခလို့ဆိုတဲ့ဒီတရားတွေကိုယ့်ရင်ထဲမှာဖြစ်ပေါ်အောင်ကြိုးစားကြရမှာဖြစ်တယ်